KL လို့ခေါ်တဲ့ကွာလာလမ်ပူမြို့လေကောင်ကကန်နဝေမြန်မာစားတောက်ဆိုင်ရဲ့အပေါ်ထပ်မှာကပုံးနိုင်ကူညီမှုရုံးခန်းရှိပါတယ်။ဒါဟာမလေးရှားရောက်မြန်မာလူငယ်ချို့နဲ့စဖွဲ့စည်းခဲ့တဲ့ပထမဆုံးနိုင်ကူညီမှုတင်ပါပဲ။ကပုံးနိုင်ကူညီမှုတင်ဟာလွန်ခဲ့တဲ့4 နှစ်လောက်ကစလို့အခက်အခဲတွေအများကြီးဖြတ်ကျော်လာတာအခုဆိုရင်မလေးရှားရောက်မြန်မာတွေကြားမှာလူမှုကူညီရေးတွေအချိန်ပြည့်လုပ်နေတဲ့ပရိုက်တာလုပ်ငန်းတစ်ခုဖြစ်နေပါပြီ။မလေးရှားကမြန်မာတွေဖွဲ့စည်းထားတဲ့လူမှုကူညီရေးအသင်း80ထဲမှာနိုင်ကူညီမှုအသင်းက9ခုလောက်ရှိပါတယ်။မလေးရှားနိုင်ငံမှာမြန်မာလူမျိုးတယောက်တည်ဆုံးခဲ့ရင်သူ့ရဲ့နိုင်ကိစ္စပြီးစီးဖို့တကယ်ကိုခက်ခဲပါတယ်။အခုတော့မလေးရှားရောက်မြန်မာလူငယ်ချို့ကပရိုက်တာနိုင်ကူညီမှုတွေလုပ်လာလို့ဒီခက်ခဲတွေကိုကျော်လွှားနိုင်ခဲ့ပါပြီ။ကိုစန်းဝင်းကကပုံးနိုင်ကူညီမှုအသင်းဥက္ကဋ္ဌပါမြန်မာလူမျိုးတွေအားလုံးကနိုင်ငံခြားမှာတင်ခွေးသေးဝတ်သေးကြရဆိုလူတွေအားလုံးပြောစမှကိုကျွန်တော်တို့တွန်းလှန်ခဲ့ရယနေ့ရှိသည်ဆိုရင်4 နှစ်ရှိပြီဒီ4 နှစ်မှာအခက်အခဲများစွာကြုံတွေ့ခဲ့ရတယ်ဒီကနေ့သူတို့အသင်းဖို့အလုံးများတဲ့နေပါအမျိုးသမီးတယောက်အနာရီအတွက်သူတို့အားလုံးလှုပ်ရှားနေကြပါတယ်ဒီအမျိုးသမီးမှာကူးစက်ရောဂါပိုးတွေ့လို့ဆေးရုံကသူတို့ကိုအလောင်းချက်ချင်းထုတ်မပေးပဲသူ့ရဲ့အမျိုးသားလာတဲ့အထိစောင့်ခိုင်းထားလို့ပါဒီတွေ့ကြုံကသူတို့အတွက်ပထမဆုံးတွေ့ကြုံတော့မဟုတ်ပါဘူးတခါလေဆေးရုံရဲစခန်းမြန်မာတန်ယုံဒီလိုနေရာတွေမှာအချိန်များကြီးစောင့်ခဲ့ရပါတယ်နောက်ဆုံးသူတို့ခွင့်ပြုချက်ရပြီးတည်ဆုံးသူနောက်ဆုံးခီးအတွက်စကူညီကြပါတယ်နိုင်ကူညီမှုအသင်းတွေကတည်ရလူကိုတန်ရှင်းရေးလုပ်ပေးရတယ်။ဒီလိုလုပ်တာပထမဆုံးတွေ့ကြုံဆိုရင်တော့အရန်ခက်ခဲတဲ့ကိစ္စဖြစ်မှာပါ။ကပုံးတင်သားတွေကတည်ရလူကိုသူတို့ရဲ့မိသားစုဝင်တဦးလိုသဘောထားကြတယ်။ရှိခဲတိုက်ထဲမှာအဝယ်စားဝတ်ပေးတာတန်ရှင်းရေးလုပ်တာပန်းလာစင်နာတွေအားလုံးနိုင်ဝက်လောက်ကြတယ်အဲ့နောက်သူတို့အခန်းကိုကားရဲထည့်ပြီးတုတ်တန်ကိုထွက်ခဲ့ကြတယ်နိုင်နောက်လိုက်ရှင်တွေတတိတန်းကြီးမပါပေမဲ့တုတ်တံမှာတော့နေဆက်ရအလုတ်ကတငယ်ချင်းတွေစောင့်နေကြပါတယ်ဒီနေရာမှာပဲဒလေးလိုက်တရဏဂုံတင်ရမှာပါရဟန်းပင်နာတကြိုချင်းစီစဉ်တာဒါရီအားလုံးနိုင်ကူညီမှုတင်ရစီစဉ်ပေးရပါတယ်ပရိုက်တာလုပ်ငန်းတွေကအလူငွေကိုအဓိကထားရလို့တခါလေနိုင်ကူညီမှုအသင်းတွေခက်ခဲတွေ့ကြုံရပါတယ်။မလေးရှားမှာနိုင်တစ်ခုပြီးမြောက်ဖို့မလေးရှားရင်းဂစ်2000မြန်မာငွေ6 သိန်းလောက်ကုန်ကြပါတယ်။ယခုကပင်ဒီဝါတဘာတို့ပူကောင်းသောဖြစ်တဲ့ပြင်ပင်ဒီတင်တိုင်ရသောပေါဝင်းကြီးစရုံအလုပ်ရုံလေယူတူတူတရားနဲ့သက်ဆိုင်တော့ပါတင်သွားလို့ရပြီးမိကိုလည်းသွားနိုင်ပါဘူးကျွန်တော်တို့ပြုခဲ့သမျှကုသိုလ်ကိုလည်းတင်ရအမြတ်ပေးပါပြီအားလုံးကြားကြသမျှအမြတ်လို့ကြပါဘုံတော်ဒီပရိုက်တာလုပ်ငန်းလုပ်တာကျွန်တော်တို့ကအနေနဲ့စီးပွားရေးလုပ်ငန်းမဟုတ်ဘဲနဲ့ဒီလူတွေကိုကူညီတဲ့လုပ်ငန်းဖြစ်တယ်ကျွန်တော်အသင်းမှာရှိတဲ့မန်ပါဝင်လေးတွေငွေလေး30 30စသဖြင့်စုဆောင်းပြီးဓာတွေကိုကျွန်တော်ဗန္ဒာရေးမှုတွေစုဆောင်းတယ်ဒီကရရှိတဲ့ပတ်စံလေးတွေနဲ့တည်ဆုံးတဲ့လူတွေကိုနောက်ဆုံးသွားတဲ့ခရီးကိုကျွန်တော်တင်ညွှန်ပေးခဲ့တယ်ဒီကြားထဲကျွန်တော်တို့ဒီ
2014ခုနှစ်မေလ9ရက်နေ့မှာဆိုရှင်အလုသမားဝင်ကြီးဦးတင်အောင်လာတဲ့ခါမှာလူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပွဲကိုဒီမြန်မာတန်ရုံးမှာကျင်းပခဲ့တယ်ကျင်းပတဲ့အခါမှာကျွန်တော်တို့ကပုံ9ရက်သားမိနာရေးကိုညီမှုအသင်းကိုဗာတင်ပြစရာရှိတယ်လို့အခမ်းအနားမှာမေးတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်ပြောပါတယ်အရင်တော့ဆိုရှင်တော့ဒီကျွန်တော်တို့ရှိမှာမန်ပါတွေရတဲ့အများများပါတယ်အခုဆိုရင်မြန်မာပြည်ပြန်သွားတဲ့လူတွေကတော်တော်ကြီးကိုများတဲ့အတွက်ကြောင့်ဒီမှာလည်းမန်ပါအဖွဲ့ဝင်တွေနေရတယ်နောက်တစ်ခုဘာမသိညာမသိမဲနဲ့ဒီမလေးရှားအစိုးရကနေပြီးတော့ဒီစေယုံစီကန်ရက်စကမှာငါးပြားမှကျွန်တော်ပတ်စံမေးစရာမလိုဘူးဒါပေမဲ့မြန်မာတန်ရုံးရောက်လာရှင်အလောင်းတစ်လောင်းကိုကျွန်တော်ဒီတကြိုခွင့်ပြုစာပေါ့လေဒီလိုတကြိုခွင့်ပြုစာလေးဒီဆောင်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ငွေ30ပေးရတယ်ငွေ30ပေးကဘာအတွက်ပေးရမှန်းလည်းမသိဘူးဒါကြောင့်မို့ကျွန်တော်ဒီငွေ30ကိုလည်း short ပုတ်ပေးဖို့ကျွန်တော်အတနာခံပါတယ်အလုပ်သမားဒုတိယဝန်ကြီးကျွန်တော်ဦးတင်အောင်တင်ပြခဲ့ပါတယ်မြန်မာတန်အမတ်ကြီးကိုလည်းတင်ပြခဲ့ပါတယ်ကပုံးနိုင်ကုညီမှုတင်သားတွေကတော့အလုံးပိတ်ရက်မှာကိုနဲ့ညီဆက်တဲ့ရက်ကွက်တွေကမြန်မာစားတောက်ချာနေမှာအလူလိုက်ခံပါတယ်။အရင်ကနိုင်ရီတွေစတိုက်ရှိပြီးအလွန်ငွေလက်ထဲမရှိတဲ့အချိန်မျိုးမှာနိဗ္ဗာန်ဆိုင်ကအခေါင်းကိုအကျွေးယူပြီးတကြိုပေးရတဲ့အချိန်တွေထိရှိခဲ့တာပါ။အခေါင်းတယ်ဖို့ကားလေးငှားခဲ့ရတယ်။အခုတော့ရန်ကုန်နိုင်ကုညီမှုတင်ကကားတစ်စီးလှူထားလို့တော်တော်အဆင်ပြေသွားပါတယ်။နောက်ပိုင်းမှာကပုံးနိုင်ကုညီမှုအတင်းကိုဓာတ်ရိုက်လူတဲ့လူတွေရှိလာလို့ငွေကြေးခက်ခဲသိမ်းမရှိတော့ပါဘူးကပုံးနိုင်ကုညီမှုအတင်းဟာ၄နှစ်သက်တမ်းအတွင်းမှာနိုင်400နီးပါးကုညီနိုင်ခဲ့ပါတယ်မြန်မာလူမှုကုညီရေးအသင်းအနေနဲ့လည်းပရိုက်တာလုပ်ငန်းတွေလုပ်ခဲ့ကြတယ်ဟိုဒီပေါချစနစ်တင်လုံးလဲနော်ဒီရက်ွက်တယ်မှာတောင်းအတူမခံဘူးဘာလူပြင်လို့ရှိရင်ရုံးလာလူကိုတို့မတန်းတင်တရားဝင်တဲ့ဒီ Facebook မှာချက်ချင်းပညာလေးနော်ဒီအတင်းရှိနေတဲ့အတွက်လည်းကျမတို့ကမိဘတယောက်ကနားမရှိနေတဲ့အလိုပဲရင်ထဲမှာအမြဲတမ်းရှိနေတယ်ဒီအတင်းကိုလည်းဝင်ကျင်တာလည်းကြာပြီပေါ့နော်ကျမမှာအဆက်အသွယ်မရှိနေတဲ့အတွက်နောက်နေသွားတယ်မြန်မာတယောက်သိဆုံးသွားပြီဆိုလို့ရှိရင်ကျမတို့ကမိသားစုနဲ့ထပ်တူခံစားရတယ်နောက်တစ်ချက်ကသူတို့တွေကိုဘယ်လိုမျိုးပေါ့နော်ဒီအလောင်းကြောက်သွားဖို့အတွက်ကိုကျမတို့မှာဘယ်လိုဖြည့်ရှင်းရမလဲဆိုတာပေါ့နော်ဒီကလူကြီးတွေနဲ့ကိုကျမတို့ကအဆက်အသွယ်လုပ်ပြီးတော့ကိုတက်နိုင်သလားပေါ့နော်ခက်ခဲတွေဒုက္ခတွေအများကြီးကြားရနေပြီးတော့ကျွန်တော်မိသားစုစိတ်တက်နေပေါ့နော်တကယ်ကိုမြန်မာနိုင်ငံလာတဲ့လူချင်းချင်းကိုညီကောင်မောင်နှမသွေးရင်းသားရင်းလူမျိုးသဘောထားပြီးတော့ကျမတို့ကနေပြီးတော့စိတ်ထဲကနေပြီးတော့မိသားစုလူမျိုးတက်လိုက်တယ်ပဲကိုညီချင်းနဲ့စိတ်နဲ့ပဲဒီတင်ဝင်ဖြစ်တာနော်2013နှစ်ဝက်ပိုင်းလောက်ကစပြီးလူမျိုးရေးပြိပခါတွေအတွင်းမှာတည်ဆုံခဲ့တဲ့မြန်မာလူမျိုးတွေအတွက်ကပုံးနိုင်ကုညီမှုအသင်းကအဓိကကုညီဆောင်ရွက်ပေးခဲ့တာပါမြန်မာအများစုကနိုင်ငံကူးလက်မှတ်မရှိတာတရားဝင်အလုပ်လုပ်ခွင့်စာရွက်စာတမ်းမရှိတာပုံမှန်မဟုတ်တဲ့တည်ဆုံမှုတွေရှိတာရှင်းဟုတ်ကြောက်ရတာဘာသာစကားခက်ခဲနဲ့ငွေကြေးချိုးတဲ့တာတွေကနိုင်ရေးကိစ္စပြီးစီးဖို့အတွက်အဓိကအခက်အခဲဖြစ်နေတာပါဒါကြောင့်မို့အခြေခံလစာရင်းဂစ်900ရဖို့မလေးရှားလာပြီးလှုပ်လှုပ်နေတဲ့လူတွေကြားမှာအချိန်ပြည့်ကူညီပေးနေတဲ့ကပုံးနိုင်ကူညီမှုအသင်းဟာတကယ်ကိုအားထားစရာအသင်းတစ်ခုဖြစ်လာခဲ့ပါတယ်။